Bawa sura Shindan jinha mamyebu Pai sai mua mamyebu Niya jinga mamyebu Ba jao mamyera le sulushi Bawa sura Ti mye jin mashi de Yayi sura sakalong li ne ti sao tha ya daဒါလေးကိုတေးသေးချာချာလေးလေးနက်နက်လေးစဉ်းစားကြည့်နော်ဒုဒတွေရဲ့ဘဝတွေဟာယာယီပဲအဲ့ဒီယာယီဆိုတဲ့စကားလုံးလေးကိုစဉ်းစားကြည့်လိုက်ယာယီဆိုတာဘာလဲမတည်မြဲခြင်းပဲမတည်မြဲခြင်းပဲဘာကိုမတည်မြဲတာလဲဆိုလို့ရှိရင်တို့တွေရဲ့ဘဝတွေဟာမတည်မြဲဘူးနေရခြင်းကလည်းမတည်မြဲဘူးပိုင်ဆိုင်မှုကလည်းမတည်မြဲဘူးအရာအလုံးပါပဲနော်မတည်မြဲဘူးတို့တွေရဲ့ဘဝတွေဟာဒီယာယီဆိုတဲ့စကားလုံးနဲ့ဒီနေ့နဲ့မနှက်ပြန်တော့ตีကြတာမဟုတ်ဘူးဟုတ်လားယခုတရားဟောနေတဲ့ဘုံဘုံမျိုးဆက်တဲ့အရှင်ကုမာရတောင်းမှုနဲ့တရားနာနေကြတဲ့ဒကာဒကမအပေါင်းသူတော်ကောင်းတွေကိုအားလုံးဟာပါလဲမတည်မြဲခြင်းယာယီတွေပဲယာယီတွေပဲယာယီဆိုတာပါလဲမတည်မြဲဘူးဒီနေ့နေရပြီမဲ့မနှက်ပြန်နေခြင်းမှနေရမှာဒီနေ့ကောင်းနေပြီမဲ့မနှက်ပြန်ပျက်စီးသွားနိုင်တယ်ဘာလို့လဲဘာနဲ့တိဆောက်ထားတာလဲဆိုလို့ရှိရင်တည်မြဲခြင်းမရှိတဲ့ယာယီဆိုတဲ့စကားလုံးလေးနဲ့တို့တွေရဲ့ဘဝဟာတိဆောက်ထားရတာမမြဲဘူးမမြဲဘူးဒါကြောင့်ဒီနေ့အသက်ရှင်တုန်းမှာဒီနေ့ကောင်းမှုကုသိုလ်တရားတွေကိုပြုလုပ်ပါဒါအသေးကြဆုံးပဲဒီနေ့အသက်ရှင်တုန်းမှာကိုတန်ဖိုးရှိအောင်အကျိုးရှိအောင်နေကြပါဘာဖြစ်လို့လဲတို့တွေရဲ့ဘဝတွေဟာတည်မြဲခြင်းမရှိတဲ့ယာယီဆိုတဲ့စကားလုံးလေးနဲ့တိဆောက်ထားရလို့ပါနော်ဒါကြောင့်ဒီနေ့အသက်ရှင်တုန်းမှာဒီနေ့သိကြအောင်တန်ဖိုးရှိအောင်နေပါအကျိုးရှိအောင်လုပ်ပါကောင်းမှုကုသိုလ်တရားကိုမမေ့ကြနဲ့နော်ဟိုတနေ့ကဟောခဲ့တယ်လေကောင်းမှုကုသိုလ်တရားဆိုတာဘာလဲဒီနေ့လို့ရင်ဒီနေ့အကျိုးပေးမှာပဲစဉ်းစားကြည့်လေကောင်းမှုကုသိုလ်တရားဆိုတာအပြစ်ကင်းတယ်အကျိုးရှိတယ်သူတစ်ပါးကိုမထိခိုက်ဘူးအပေတို့မလားစေဘူးကိုညီဆောင်ချောင်းမဲ့လူပေါ်တယ်လူနဲ့ပုံကိုယ်တွေလည်းချစ်ကြည်ညိုတယ်ကောင်းမှုကုသိုလ်တရားဒါနာသီလဘာဝနာကောင်းတဲ့စိတ်ထားလေးနဲ့နော်ဒါကြောင့်ဒီနေ့အသက်ရှင်တုန်းမှာဒီကောင်းမှုကုသိုလ်တရားတွေကိုလှုပ်ထားပါအချိန်မဆွဲပါနဲ့မနှက်ပြန်ဆိုတာမသေးကြဘူးဘဝဆိုတာအချိန်မရွေးနေရမရွေးပဲနော်အခုတရားဟောနေတဲ့ဘုံဘုံမျိုးသက်တဲ့အရှင်ကုမာရတောင်ကိုလည်းမတည်မြဲဘူးအချိန်မရွေးနေရမရွေးပဲဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာသိရမယ်ပျက်စီးသွားနိုင်တယ်ကြုံမသိနိုင်ဘူးကိုမပိုင်ဘူးခန္ဓာကိုယ်ကြီးကိုမပိုင်ဘူးတနေ့ပြီးတနေ့ထုံလိုက်ကျင်လိုက်ကြိုက်လိုက်ခဲလိုက်ခေါင်းကမူးလိုက်ဟမ်အမျိုးခန္ဓာကိုယ်ကြီးကဖောက်ပြန်နေတာမဟုတ်လားတမျိုးပြီးတမျိုးနော်ဘာဖြစ်အဲ့ဒီခန္ဓာကိုယ်ကြီးကဖောက်ပြန်နေဆိုတာဗါလဲမတည်မြဲတာ
ဒုခန္ဓာကိုယ်ကြီးကမတည်မြဲဘူးဆိုတဲ့သဘောကိုပြတာပဲဘာလဲဆိုလို့ချင်းယာယီပဲဒုခန္ဓာကိုယ်ကြီးကယာယီပဲဆိုတာလေးကိုပြလိုက်တာပဲနာခြင်းဟာနေမကောင်းဘူးဆိုလို့ချင်းဘာလဲဒုခန္ဓာကိုယ်ကြီးကမမြဲဘူးဆိုတာယာယီဆိုတဲ့စကားလုံးကိုထောက်ပြတာ ਨੇ အတူတူပဲနော်မမြဲဘူးဘယ်ရမှာဟုတ်လားဒါကြောင့်အားလုံးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဒီနေ့အသက်ရှင်လုံးမှာဒီနေ့ကောင်းမှုကုသိုလ်တရားကိုလုပ်ကြပါဒီနေ့အသေးချာဆုံးပါပဲမနှက်ပြန်ဆိုတာကိုယ့်အတွက်မသေးကြပါဘူးလူဘဝဆိုတာနေခြင်းမမြဲသေခြင်းမြဲတယ်ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာသိရမယ်ဆိုတာကြိုမသိနိုင်ဘူးဟုတ်လားဒါကြောင့်အချိန်မရွေးနေရာမရွေးမှာကောင်းမှုကုသိုလ်တရားတွေကိုပြုလုပ်ကြလူဘဝဆိုတာအချိန်မရွေးနေရာမရွေးမှာတည်ဆုံးသွားနိုင်တယ်ပျက်စီးဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်အချိန်မဆွဲကြနဲ့နော်ဒီနေ့အသက်ရှင်တော့မှဒီနေ့ကောင်းမှုကုသိုလ်တရားတွေပြုလုပ်ကြဒါအသေးကြဆုံးပဲဒါအသေးကြဆုံးပဲနော်အသေးကြဆုံးကဒီနေ့ပဲရှင်တန်ရတဲ့အချိန်ကအသေးကြဆုံးပဲဘာလို့ဒီနေ့လောက်ခိုင်းတာလဲရှင်တန်ရတဲ့အချိန်မှာလောက်ခိုင်းတာလဲဆိုလို့ရှိရင်ယာယီဆိုတဲ့မတည်မြဲခြင်းဘဝတစ်ခုကိုပိုင်ဆိုင်ထားတယ်ဒါကိုအမှတ်ရထားရမယ်နော်ဟုတ်လားဒါကြောင့်ကောင်းမှုကုသိုလ်တရားတွေကိုပြုလုပ်ကြပါကောင်းမှုကုသိုလ်တရားဆိုတာအပြည့်ကင်းတဲ့အလုပ်အကျိုးရှိတဲ့အလုပ်ဟုတ်လားသူများတွေမထိခိုက်တဲ့အလုပ်ဒါနသီလဘာဝနာဟုတ်တယ်မလားဒါကုသိုလ်ရတာပဲအပယ်မကြဘူးနော်အပယ်မကြဘူးဒါကုသိုလ်အလုပ်ပဲဒီကုသိုလ်အလုပ်ကိုဒီနေ့အသက်ရှင်တော့မှဒီနေ့တက်နိုင်တဲ့လောက်လုပ်ထားပါဒီနေ့အသေးချာဆုံးပဲနော်ဒါကြောင့်အားလုံးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေဘဝဆိုတာမတည်မြဲခြင်းတွေနဲ့တည်ဆောက်ထားရတာယာယီပဲဆိုတာကိုအားလုံးမမေ့ကြနဲ့နော်မမေ့ကြနဲ့ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာဘယ်လိုပျက်စီးဆုံးရှုံးသွားနိုင်လဲဆိုတာကြိုမသိနိုင်ဘူးအချိန်မရွေးနေရာမရွေးပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်မနှက်ပြန်ဆိုတာကိုမပိုင်ဘူးဒီနေ့အသက်ရှင်တော့မှာဒီနေ့အကျိုးရှိအောင်တန်ဖိုးရှိအောင်ကောင်းမှုကုသိုလ်တရားတွေကိုပြုလုပ်ထားကြပါလို့ဘုံဘုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ကုန်မှဟောကြားပေးခဲ့ပါတယ်